ရဏဂုံစောက်တည်တဲ့အခါတာမန်စောက်တည်နေကြတရဏဂုံတွေထက်ပို့ပြီးတော့အောင်လို့ပေါ်ကြီးမားတဲ့သောတာပန်ဆန်းရှိတော်ဒီအတရကောင်းတို့စောက်တည်ကြတယ်ရတ္တပတရဏဂုံကိုဘုန်းကြီးကစောက်တည်ပေးမယ်အဲ့ဒီအတွက်အလုံးသောတရားဓမ္မပေါင်းကအာယုံပြုပြီးလေးလေးနက်နက်လိုက်စို့ဣဇာအာဒိကတဝါအဟံအတ္တနံဗုဒ္ဓတနေယာဒေမိဓမ္မတနေယာဒေမိတံဂတနေယာဒေမိဇီဝိတပရိယန္တိကံဗုဒ္ဓံတရဏံကိစ္ဆာမိဇီဝိတပရိယန္တိကံဓမ္မံတရဏံကိစ္ဆာမိဇီဝိတပရိယန္တိကံတံဃံတရဏံကိစ္ဆာမိဣဇာအာဒိကတဝါယနေ့ကိုအစာပြု၍အဟံအတ္တနံမိမိကိုယ်ကိုဗုဒ္ဓတမြတ်စွာဘုရားရှင်အားနေယာဒေမိအနှင့်လူဒံပါ၏ဓမ္မတတရားတော်အားနေယာဒေမိအနှင့်လူဒံပါ၏တံဂတတံဃာတော်အားနေယာဒေမိအနှင့်လူဒံပါ၏ဇီဝိတပရိယန္တိကံအတ္တဆုံးသည့်တိုင်အောင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုတရဏံကိုယ်ွယ်ရာဟု၍ဒေသာမိစိကပါ၏ဇီဝိတပရိယန္တိကံအတ္တဆုံးသည့်တိုင်အောင်ဓမ္မံတရားတော်မြတ်ကိုတရဏံကိုယ်ွယ်ရာဟု၍ဒေသာမိစိကပါ၏ဇီဝိတပရိယန္တိကံအတ္တဆုံးသည့်တိုင်အောင်တံဃံတံဃာတော်မြတ်ကိုတရဏံကိုယ်ွယ်ရာဟု၍ကိစ္ဆာမိစိကပါ၏